ဒီရက်ပိုင်းမှာတော့မကောင်းတဲ့လူတွေရဲ့အဆုံးသက်ကိုမြင်ရမှာပါ။ဟွာကျင်ကတစိမ့်တုံးနဲ့စရိုးကိုကြည့်ပြီးအဖွားကိုတတိယနေပါတယ်။ဟွာကျင်အတော်ကိုသူ့ယောက်ျားကအရှက်မရှိတဲ့မိန်းမဆိုပြီးအိမ်ပေါ်ကနှိမ့်ချပါတယ်။သူသားကပါထွက်သွားလို့ပြောပါတယ်။သားကမုံလင်ရပြေးဆိုတော့အယူစိတ်ဝင်သွားပါတယ်။အရာအလုံးကဝိုင်းရင်ကြောင့်ဖြစ်တာနင်တို့ကိုကောင်းကောင်းမနေစရာဘူးဆိုပြီးဝိုင်းရင်ရှိမှကိုတက်တည်လိုက်ပါတယ်။ညရောက်တော့အတန်တွေကြားလို့ရန်ရှိသွားစစ်စေတော့ကျိုးတန်းလက်နဲ့တည်နေတဲ့ဝါကျင်အတော်ကိုတွေ့လိုက်ပါတယ်။ရန်ရှိလဲဘသူမှမသိအောင်သူ့ယောက်ျားအင်းရှိကိုရွှေ့ထားလိုက်ပါတယ်။မနက်ခင်းရောက်တော့သူ့ယောက်ျားမြင်ပြီးလန့်သွားပါတယ်။မစားနိုင်မတောင်းနိုင်မရငယ်လူကျင်တဲ့အကျိုးဆက်ပါ။ဝါကျင်ကအခက်ခဲကြုံလာရင်ရန်ရှိနဲ့ပဲတိုင်ပင်ပါတယ်။ရန်ရှိကိုအားကိုးစင်အားလို့မှတ်ယူလိုက်ပါတယ်။တယောက်ကိုတယောက်နားလည်ပေးရင်ရန်ရှိနဲ့ဝါကျင်ကတော့တရားဝင်ချစ်သူတွေဖြစ်သွားကြပါတယ်။မကြပါဘူးပြဿနာတစ်ခုရောက်လာပါတယ်။သူ့မောင်လေးရောက်လာပြီးသူ့အမေကိုကယ်ပေးဖို့လာပြောပါတယ်။အတော့ကိုဘလို့ကူညီရမလဲဆိုပြီးမိသားစုတွေတိုင်ပင်ပါတယ်။ဝါကျင်ကမကောင်းတဲ့ယောက်ျားကိုဆက်မပေါင်းနဲ့ဆိုပြီးကြွာခိုင်းပါတယ်။သူ့အတော်နဲ့တော်တင်မဲ့ကိစ္စကိုရန်ရှိနဲ့တိုင်ပင်ပါတယ်။ဟိုရောက်တော့သူ့ယောက်ျားကအတွေ့မခံပါဘူး။အကြောင်းမျိုးမျိုးပြပြီးပြန်လွတ်ပါတယ်။ဝါကျင်ကမတွေ့ပဲပြန်သွားရင်သူ့အမေနဲ့အတော်တွေထက်ရောက်လာလိမ့်မယ်လို့ချင်းချောင်းလိုက်ပါတယ်။သူ့ဦးလေးလည်းစဉ်းစားပြီးပေးတွေ့လိုက်ပါတယ်။အခန်းထဲရောက်တော့သူ့တော်လေးကဒဏ်ရာတွေနဲ့ပါ။ဝါကျင်ကကွက်ရှင်းဖို့တိုက်တွန်းပါတယ်။မကောင်းတဲ့လူနဲ့ဆက်မပေါင်းနဲ့ဆိုပြီးပြောလိုက်ပါတယ်။သူ့အတော်လည်းသဘောတူလိုက်ပါတယ်။ဘေးနားကခိုးနှားထောင်နေတဲ့လူကသူ့ဦးလေးပါ။သူတို့အကြောင်းကိုသိတော့အခန်းကိုတော့ပိတ်လိုက်ပါတယ်။ဝါကျင်ကိုလည်းပြန်မလွတ်တော့ပါဘူး။မိုးချုံနေပြီးပြန်မလာတော့အမေနဲ့အတော်တွေကစိတ်ပူနေပါတယ်။အဆက်ခုနှစ်ရုံတော်ရှိသွားပြီးအကူညီတောင်းပါတယ်။ရုံတော်ကလူတွေကသူတို့နဲ့မဆိုင်လို့တရားရုံတော်သွားဖို့ပြောလိုက်ပါတယ်။ရန်ရှင်းရောက်လာပြီးအိမ်ပြန်ဖို့ပြောလိုက်ပါတယ်။အတော်တွေကသူ့ကိုရုံတော်အမတ်အဖြစ်ဟန်ဆောင်ခိုင်းပြီးဝါကျင်ကိုကက်ခိုင်းပါတယ်။ရန်ရှိလည်းသဘောတူလိုက်ပါတယ်။အိမ်ရောက်သွားတော့ရုံတော်အမတ်ဆိုတော့သူ့ဦးလေးကလန့်သွားပါတယ်။စကားပြောနေတော့ဝါကျင်အော်တန်ကြလို့တကားဖြတ်ပြီးကယ်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့သူ့တော်လေးငယ်ကလေးမွေးတာနဲ့ကြုံပါတယ်။မွေးရတာခက်ခဲနေလို့လက်လျှော့လိုက်မယ်လို့သူ့အတော်ကပြောပါတယ်။ဝါကျင်ကစိတ်ခွင်ရဖြစ်စေမဲ့စကားတချို့ပြောပြီးသူ့စိတ်ဓာတ်ကိုဆွဲတင်ပါတယ်။နောက်ဆုံးတော့သမီးလေးမွေးပါတယ်။အဲ့ခါကျမှတဲ့အိမ်လုံးပျော်ရွှင်သွားကြပါတယ်။နောက်ရက်ရောက်တော့ကွက်ရှင်းမှုတရားရုံးတော်ကိုသွားပါတယ်။မင်းသားရှန်ကိုယ်တိုင်တရားသူကြီးလုပ်ပြီးအမှုကိုဆုံးဖြတ်ပါတယ်။ယောက်ျားလို့သူကရိုက်နှက်မှုတွေချင်းချောက်မှုတွေတင်ရှာတော့ကွက်ရှင်းခွင့်ပေးလိုက်ပါတယ်။သူတို့တွေပြောပြီးပြန်သွားကြပါတယ်။မင်းသားရှန်လည်းမင်းကောင်မလေးကိုငါကူညီပေးပြီးပြီနော်။ငါအတွက်လိုအပ်တဲ့အခါကျရင်လည်းစစ်တိုင်ပေးဖို့ပြန်ကူညီလို့ပြောလိုက်ပါတယ်။ရန်ရှိကငင်းချမ်းနေတာဘဲကစစ်တိုင်ရမှာလဲလို့ပြန်ပြောလိုက်ပါတယ်။အဲ့ခါကျမှမင်းသားရှန်တခုခုကြံစီနေတာကိုရန်ရှိရိမ့်မိလိုက်ပါတယ်။ရန်ရှိရဲ့ဖေကအိမ်ပြန်လာဖို့လူလွတ်ပြောခိုင်းလိုက်ပါတယ်။သူအသက်ခံရတော့မယ်ဆိုတာကိုကြိုသိနေလို့ပါ။ရန်ရှိမလာခင်မဲ့မင်းကြီးကလူလွတ်ပြီးသူ့ညီကိုတတ်ခိုင်းလိုက်ပါတယ်။ပြီးမှမိလောင်တဲ့ပုံစံဖန်တီးလိုက်ပါတယ်။ညီကိုဖြစ်ပေမဲ့လည်းအာနာနဲ့ပတ်သက်လာရင်တော့အဆုံးသက်ကတေချင်းမှာပဲ။ရန်ရှိလဲဝမ်းနေပြီးဝါကျင်စီသွားတွေ့ပါတယ်။မကောင်းတဲ့လူဖြစ်ပေမဲ့လည်းအဖေဟာအဖေပါပဲ။ဝါကျင်လဲအကြောင်းစုံသိတော့သူ့ချစ်သူကိုအနမ်းတွေနဲ့နှစ်သိမ့်ပေးလိုက်ပါတယ်။ဝါကျင်ကပတ်စံတွေစုမိတော့မိသားစုတွေခေါ်ပြီးတိုင်ပင်ကြပါတယ်။ဘသူ့ကိုစောက်ရည်မလဲပြီးတော့အားလုံးကအဖိုးလိုပဲပြောကြပါတယ်။အသက်ကြီးတော့အလေးပေးတဲ့သဘောပါ။ရန်ရှိလောက်ငယ်သားတွေကမြို့ထဲမှာကြောက်တိုင်းပြည်ကတရှိုတွေဖမ်းနေပါတယ်။တရှိုစီကရတဲ့စားထဲမှာမြောက်ပိုင်းကစစ်သူကြီးနဲ့ပတ်သက်နေပါတယ်။မင်းကြီးကရန်ရှိကိုမြောက်ပိုင်းကိုတွားစစ်ဆေးဖို့ပြောလိုက်ပါတယ်။နောက်ပိုင်းမှာတော့ရန်ရှိရဲ့မြောက်ပိုင်းခီးစဉ်ကပျော်စရာတွေလားအန်ဒီရယ်တွေလားဆိုတာဆက်လက်ကြည့်ရှုရမှာပါ။